ဒီနေ့ကတော့ Costco ပေါ့နော်ဆိုင်ကြီးတော့ဆရာမလို့ပဲနဲ့ဒီ Uber app မှာဈေးဝယ်လို့ရမယ်နည်းပြပြသွားမှာပါကိုလိုပေါ့နော်လိုမျိုး Costco နဲ့ဝေးရသွေးဆိုလို့ရှိရင်တော့ဝယ်လဲစင်မပြေဘူး member card နဲ့စာ member card လုံးဝယ်ဆိုလို့ရှိရင်လည်းပေါ့နော်တယောက်တည်းဆိုတော့လေးလိုမျိုးအများကြီးလိုမျိုးခဏခဏတော့ပြတာလည်းမဟုတ်တော့ဒီ software လေးကနေပြီးတော့ဝယ်မယ်ဆိုလို့ရှိရင်အဆင်ပြေမယ်တင်လို့ပေါ့နော်အကုန်လုံးပြပြပေးတာပါဒါပေမဲ့လို့သူကမမဈေးနဲ့ပေါ့နော်လိုမျိုးရိုးရိုးဈေးတစ်ခုရှိရမမကက်ရှိရလို့ရတော့နည်းနည်းဈေးပိုတက်တာပေါ့နော်အဲ့ဒါလေးတော့ရှိတယ်ဥပါထဲမှာမှအရင်တော့ဆိုလို့ရှိရင်ပေါ့နော်ဒီစားတောက်ဆောင်တွေကနေဈေးဝယ်တာမျိုးပဲသိခဲ့တာအခုကျတော့အရှိုင်းဆိုင်ရနေတွေ့တော့စမ်းဝယ်ကြည့်မယ်ဆိုပြီးတော့ဝယ်ခဲ့တယ်ပေါ့နော်အပြင်မှာကျတော့အပြင်မှာတော့ဝယ်မယ်ဆိုလို့ရှိရင်မမကက်နဲ့စာလောက်ရတာမျိုးရှိရပေါ့နော်အခုဒီ software ကျတော့လိုမျိုးမမကက်နဲ့လောက်စရာမလိုဘဲနဲ့ပေါ့နော်မမဈေးထက်ပေါ့နည်းနည်းတော့ဈေးပိုပေးရတာမျိုးလို့ရှိတယ်အပြောငွေချင်းမှာလည်းပေါ့နော်ကိုယ့်ရဲ့ debit card တိကက်တို့ PayPay လို့နေလေးရှင်းလို့ရတယ်ပေါ့နော် Costco ကိုပြီးမှတော့ဝယ်စမ်းမလို့ပဲနဲ့ဒီ Uber ကနေပြီးတော့လေဈေးဝယ်လို့ရတယ်ဆိုတဲ့အကြောင်းလေးလာပြပြပေးရပါတော့တော်တော်လေးကိုစုံပါတယ်ဒါပေမဲ့လို့အပြင်မှာတော့ဝယ်တာလောက်တော့စုံမယ်လို့တော့မထင်ဘူးပေါ့နော်အပြင်ကတော့ပိုစုံမယ်ထင်ပါတယ်လာပို့တာလေပေါ့နော်ဒီနေ့ချင်းလာပို့တာမျိုးဆိုတော့အချိန်ကိုလေကိုဒီလိုအချိန်မှလို့ဆိုလို့ရှိရင်လည်းညံပေါ့နော်လာပို့ပြီးတော့စပစ်ချပို့ပေးပြီးတော့လာပို့ခံလို့ရပါပေါ့နော်အဆုံးတကြည့်ရှုပြီးလို့ကျေးဇူးတင်ပါတယ်ရှင်